ဆုံးဝတ်သားတွေကိုရေတန့်စင်အောင်ဆေးပြီးတော့ကြိတ်ပေးထားလိုက်ပါမယ်။ရတာအတွက်ကတော့စားချုံမုံထည့်မယ်ငရုတ်ကောင်းထည့်မယ်ကော်မုံလေးထည့်ပေးပါမယ်ပြီးရင်ဂျင်းကျက်သွန်ပြီးကြိတ်ထားတာလေးကိုအရေးလေးညှစ်ပြီးတော့အရသာတွေအကုန်နှံ့သွားအောင်လို့ညှစ်ပေးထားလိုက်ပါမယ်ပြီးရင်တော့ဝတ်သားလေးကိုအလုံးလေးတွေလုပ်ပြီးကြော်ပေးထားမယ်သားလေးတွေအနှဲငယ်ရောင်ရဲလာပြီဆိုရင်တော့ပြန်ဆင်ပေးထားလိုက်ပါမယ်ဟိုတော့ကတော့ကျက်သွန်လေးလိထားလေးတွေကိုစီတက်ပေးလိုက်ပါမယ်ဂျင်းကျက်သွန်လေးထောင်းထားလေးကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်စနင်းလေးထည့်မယ်ရောင်နေလေးထည့်ပြီးတော့ကျက်သွန်လေးတွေနွမ်းလာတဲ့ထီအောင်ကိုတည်ပေးထားမယ်ပြီးရင်တော့ခန်းကျင်သီးလိထားလေးကိုထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ငုံလေးထည့်ပေးပါမယ်ငပြာရည်လေးနဲ့ငယ်ထည့်ပြီးရင်တော့ခန်းကျင်သီးလေးတွေနှစ်ကြလာတဲ့ထီအောင်တည်ပေးထားမယ်နှစ်လေးကျသွားပြီဆိုရင်တော့ကြော်ထားတဲ့ဝတ်သလုံးလေးတွေကိုထည့်ပြီးတော့အကုန်လုံးကိုတမသွားအောင်ပို့ပေးထားလိုက်ပါမယ်ပြီးရင်တော့ဝတ်သလုံးလေးတွေကျက်သွားအောင်လို့ရေလေးထည့်ပြီးတော့တည်ပေးထားလိုက်ပါမယ်ဒါလုံးလေးတွေချက်ပြီးတော့စီပြန်လာပြီဆိုရင်မဆလာလေးအုပ်ပြီးမယ်ပြီးရင်တော့အရသာရှိပြီးစလို့ရမ်းကောင်းတဲ့ဝတ်တလုံးချက်လေးရပြီမေရဲ့ထမင်းရောပို့ချက်ထားရလားကဲရှင်တို့အကြိုက်ကိုကျမကကောင်းကောင်းကြီးသိနေတော့ထမင်းနဲ့အိုးတောင်ပို့ချက်ထားပါတယ်ရှင်